အခုလိုရမ်းလာတဲ့ sunrise မြင်ကွင်းနဲ့ချင်းမိုင်ကိုခီးသွားကြလား Hello live season by Vicky ကြိုဆိုပါရစေဒီနေ့တော့ထိုင်းနိုင်ငံရဲ့နာမည်ကြီးဆုံး overnight sleeper train ဖြစ်တဲ့ train number 9နဲ့ဘန်ကောက်ကနေချင်းမိုင်ထိတွားထားတဲ့ blog လေးဖြစ်ပါတယ်ဒီခီးက12နာရီကျော်ကြာခဲ့ပြီးတော့တညလုံးရထားပေါ်မှာအိပ်ပြီးတော့မနက်ကျရင်ချင်းမိုင်ကိုရောက်တဲ့ခီးပေါ့နော် train number 9ကတကယ်ရောတတောင့်တတရှိလားဘာ facility တွေရှိလဲစီးရတာတန်လားဆိုတာဒီ blog လေးမှာအဆုံးထိလိုက်ကြည့်ပေးပါအောင်နော်အခု Vicky ရောက်နေတာကတော့ Contact အပီဝတ် Central Terminal ပါဒီ station ကထိုင်းနိုင်ငံရဲ့နာမည်အကြီးဆုံးနဲ့ခေတ်မီဆုံးရထားဖူးတာပေါ့နော် Vicky တို့ကတော့ဒီ ticket ဆိုတဲ့ application ကနေရထားလက်မှတ်ဖြတ်ခဲ့ပါတယ် application မသုံးတဲ့လူတွေကတော့အရင်ဆုံး boarding pass နဲ့ ticket ကိုအခု ticket counter မှာစစ်ဆေးပြီးတော့ platform ကိုဆင်းရမှာပါ station ထဲမှာလည်းတန့်ရှင်းပြီးတော့လမ်းညွှန် sign board တွေကိုရှင်းရှင်းလင်းလင်းရေးထားတာကြောင့်ကိုသွားမဲ့ platform ကိုလည်းလွယ်လွယ်ကူကူရှာနိုင်ပါတယ် overnight train မို့လို့အစားအသောက်တွေစိတ်ပူနေတဲ့လူတွေအတွက်ကလည်း station မှာ food count အကြီးရှိပါတယ်ဒီ food count မှာဟာလာစား baby food တွေအထိရွေးချယ်စရာမျိုးစုံရှိပြီးတော့တန်ရှင်းတက်ရက်လို့စားအသောက်တွေလည်းစိတ်ပူစရာမလိုပါဘူးเนาะစားတောက်တဲ့နေရာမှာသုံးတဲ့ calorie တွေကိုလည်းမသုံးခင်ပိုးတက်လို့ရပြီးတော့ကိုယ့်ကိုစိတ်ကြိုက်စားပြီးရင်စားပြီးတဲ့ဟာတွေကိုလည်း return station မှာပြန်ထားခဲ့ရုံနဲ့အဆင်ပြေပါတယ်အပြင်မှာမစားချင်တဲ့လူတွေအတွက်ကလည်းရထားပေါ်မှာအစားတောက်ဝယ်စားလို့ရတယ်လို့ကိုယ်တိုင်လည်းယူလာလို့ရပါတယ်Vicky တို့ဆောင်တွဲလဲအဲ့ဒီနေရာ station ကိုရောက်တဲ့ချိန်အနည်းငယ်နောက်ကျနေတာမို့လို့ဒီ platform တွေနားမှာရှိတဲ့ဆိုင်လေးကပဲညစာကိုပါဆဲဆွဲခဲ့ပါတယ်Vicky တို့ဒီနေ့စီးမဲ့ရထားကတော့ train number 9 sleeper train မှာချင်းမိုင်ကိုသွားတဲ့ train တွေထဲမှာ popular ဖြစ်ဆုံး overnight train တစ်ခုဖြစ်ပြီးတော့ Contact အပီဝတ် Central Terminal ကနေပြီးတော့ည6:40ထွက်ပြီးတော့မနက်9:15လောက်မှာချင်းမိုင်ကိုရောက်ပါတယ် Modern Sienna sleeper type ဖြစ်ပြီးတော့ first class cabin နဲ့ second class sleeper bench တွေပါဝင်တော့အတော်လေးတက်တောင့်တက်တာရှိပြီးတော့ကဘာလက်ခီးတွေကြားမှာနာမည်ကြီးတဲ့ train တစ်ခုပဲဖြစ်ပါတယ်Vicky တို့စီးမှာကတော့ air condition second class sleeper coach ပါနေ့ဘက်မှာတော့သူကခုံနှခုံပုံစံဖြစ်ပြီးတော့ညရောက်ရင်ဝင်တဲ့နေရာအိပ်ရာဖြစ်ပြောင်းလဲပေးတဲ့ပုံပေါ့နော်ရထားစီးရတဲ့အားသာချက်တစ်ခုကတော့အိတ်တင်မို့ luggage run နေပေးထားတဲ့အပြင်အကြီးစားအိတ်တွေကိုလည်းအိပ်ရာရဲ့အောက်မှာထည့်လို့ရတော့ kg အတွက်လည်းစိတ်ပူစရာမလိုဘူးပေါ့နော်ကိုလိုချင်တဲ့ပစ္စည်းလိုအပ်တဲ့ပစ္စည်းတွေကိုပြည့်စုံတစ်ခါတည်းထည့်လာခဲ့တည်လာခဲ့လို့ရတာပါတော့ station နဲ့ရထားဆက်ထွက်ပါပြီထွက်ခြင်းမှာလည်းဘန်ကောက်ရဲ့ sunset view လေးကိုမြင်လိုက်ရပါသေးတယ်ရထားထွက်ပြီး15မိနစ်လောက်မှရထားလက်မှတ်လာစစ်ပါတယ်အဲ့ဒီချိန်မှာကိုကဖုန်းနဲ့ application နဲ့ဖြတ်ထားတာပဲဖြစ်ဖြစ် ticket ဝယ်ထားတာပဲဖြစ်ဆို ticket လေးအစင်သင့်ပြင်ပြီးတော့ပြဖို့လိုပါတယ်ညရောက်လာတဲ့ချိန်မှာတော့ဝန်ထမ်းတွေကအိယာလာပြင်ပေးပါတယ်တက်ကြီးရွယ်တွေကိုပို့ပြီးတော့ဦးစားပေးတာပေါ့နော်သူတို့အတွက်အိယာအရင်ခင်းပေးပါတယ်ညံဆန်ပြီးတော့တန့်ရှင်းနေတာမျိုးကို Vicky သဘောကျပါတယ်အပေါ်အိယာနဲ့အောက်အိယာပေါ့နော် upper နဲ့ lower band ဆိုတာမျိုးရှိပြီးတော့အကုန်လုံးအတွက်ခေါင်းအောင်ဆောင်နဲ့အိယာကင်းတွေကိုတန့်ရှင်းရှင်းပြင်ဆင်ပေးပါတယ်overnight trip ဖြစ်တော့ညစာလေးစားပြီးတော့အနားယူလိုက်ရင်တော့အချိန်ကမြန်ကုန်သွားတာပေါ့နော်ညရောက်လာတဲ့ချိန်မှာအကုန်လုံးကလည်းအိယာပြင်ပြီးတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အိယာပေါ်တက်ကြပါပြီဒါကတော့ Vicky ကအပေါ်နဲ့အောက်ကို Vicky တို့ဒီတစ်ခေါက်ယူထားရပေါ့နော်နှစ်ခုလုံးပြချင်လို့ပါ Vicky တို့အောက်မှာလည်း
ကြကြဝန်းတတ်တန့်ရှင်ရှိပြီးတော့အပေါ်ကလည်းဒီလှေကတက်ကလေးကတက်ရတာလွင်ကြကြဝန်းတတ်တန့်ရှင်ရှိပါတယ်လိုက်ကာတွေလုံလုံလောက်ထားပေးတာမို့လို့ privacy နဲ့အလင်းဝင်ရမှုအတွက်လည်းစိတ်ပူစရာမလိုဘူးပေါ့နော်အပေါ်အောက်နှစ်ခုလုံးမှာလည်း charging point နဲ့ night lamp လည်းရှိပါတယ်overnight sleeper train ဖြစ်တာမို့လို့တညလုံးအိပ်ပြီးမနေ့ရောက်မှာဆိုတော့အချိန်ကုန်လဲတက်တာပြီးတော့ hotel တညစာလဲချွေတာဖို့အတွက်ခီးသွားတဲ့ transportation တွေကတခုလို့ပြောရမှာပေါ့နော်နောက်ဆုံးတော့မနေ့ရောက်လာပါပြီတညလုံးအိပ်ပြီးတော့မနေ့ရောက်တာဆိုတော့တက်တောင်တက်တာရှိပြီးတော့လူကလည်းတညလုံးအိပ်ခဲ့ရတော့စိတ်ကြည်လင်ပြီးတော့လမ်းဆန်းနေတာပေါ့နော်ပကီအတွက်ကတော့ train number 9ကတက်တောင်တက်တာလည်းရှိတယ်ရှုခင်းလည်းလှတယ်အားကြောင့်မလို့ချင်းမိုင်ကိုသွားတိုင်းပကီကတော့ train number 9နဲ့သွားဖြစ်ပါတယ်မနက်စာအတွက်လည်းကြုံမှာပြီးတော့စားလို့ရပြီးတော့ coffee နဲ့ snack တွေကိုလည်းဝယ်စားလို့ရနိုင်ပါသေးတယ်ခရီးသွားရက်ကိုချွေတာခြင်းတဲ့သူတွေအတွက်လည်းညနေထွက်ပြီးတော့မနက်စောကြီးရချင်းမိုင်ကိုရောက်တာအတွက်ကြောင့်မို့လို့နေပတ်ခရီးလည်ဖို့အချိန်လဲပိုရတာပေါ့နော်ရထားပေါ်မှာအိမ်နာရေချိုးခံရတယ်။ရေချိုးခံမှပြောတာ။တပင်းကြီးရတယ်ရမိုက်တယ်။မတန်းတင်ထားလိုက်။ဟွာ။ရမိုက်နေပြီပါ။ဘာဝနာနေပါ။ရမိုက်တဲ့မီးရဲ့။ Network Booty ဟဲ့ Booty လေးမျက်နှာလေးရှေ့လေးပြို့လိုက်။လေးရောင်လေးနဲ့လှဝိုင်းပါ။မိုက်တော့မင်းသမီးလေးငါတမီးဟုတ်သွားနေတဲ့အချိန်တွင်းမှာပဲသူတို့အိယာတွေပြန်ပြီးတော့ခောက်ပေးတယ်အိယာခင်းတွေစောင့်နေအကုန်လုံးအစ်စ်လဲပြီးတော့ဗကီတို့ထိုင်မှုအတွက်သေချာပြန်ပြင်ပေးတာပေါ့နော်coach ထဲမှာပါတဲ့အိမ်သားလက်ဆေးကန်နဲ့အမိုက်ပုံးတွေကလည်းတက်တက်ရှင်ထားပြီးတော့သူတို့အမြဲတမ်းအမိုက်တွေလာလှည့်ပေးနေတော့အဆင်ပြေတာပေါ့နော်ချမရောရောက်ခဲ့ပါပြီဘကီအတွက်ကတော့ train number 9ကအိယာတာလည်းတက်တောင်တက်တာရှိတယ်ဘကီတို့ညဘက်လဲပြီးတော့အိယာတာအတွက်ကြောင့်မို့လို့အားရင်လည်းပြေးရှိတယ်ဘကီတို့လိုခရီးအပြည့်လဲခြင်းတဲ့သူတွေအတွက်လည်းမနက်စောစောရောက်လို့မနက်ထရနေစပြီးတော့လဲလို့ရတယ်ရထားပေါ်မှာရှိတဲ့ဝန်ထမ်းတွေရဲ့ service ကလည်းမစိုးဘူးပေါ့နော်ကောင်းပါတယ်အဲ့ဒီတော့ဘကီကတော့ချမရောသွားရင် train number 9ကိုဆက်ပြီးတော့ရွေးပြနေမှာပါတခြားလူတွေကိုလည်း train number 9ကို recommend လုပ်ပါတယ်ဘန်ကောက်တူချင်းမိုင် overnight sleeper train number 9အတွေ့အကြုံ blog လေးကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါတယ်အားလုံးပဲအဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်เนาะနောက်ထပ် blog တွေမှာပြန်တွေ့ကြမယ်အားလုံးပဲ bye bye